object မှာ direct object နဲ့ indirect object ဆိုပြီးနှစ်မျိုးရှိပါတယ် direct object ဆိုတာ တိုက်ရိုက်ကံဖြစ်ပြီးတော့ indirect object ဆိုတာကတော့သွယ်ဝိုက်ကံဖြစ်ပါတယ်လူတစ်ယောက်နဲ့ပထမဆုံးပတ်သက်မဲ့အရာကို direct object လို့ခေါ်ပြီးတော့ဒုတိယပတ်သက်မဲ့အရာကိုတော့ indirect object လို့ခေါ်ပါတယ်ဥပမာမဆုသည်ကျွန်တော်ကိုစာအုပ်တုပ်ငှားသည်မဆုကစာအုပ်တုပ်ကိုပထမဆုံးကင်ပြီးမှကျွန်တော်ကိုငှားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဆုံးကင်ခြင်းခံလိုက်ရမယ့်စာအုပ်တုပ်က direct object ဖြစ်သွားပြီးတော့ဒုတိယငှားခြင်းခံရမယ့်ကျွန်တော်ကတော့ indirect object ဖြစ်သွားပါတယ်ဆီယာမသည်ကလေးများကိုပုံမြင်တစ်ပုဒ်ပြောပြသည်ဆီယာမကပထမဆုံးပုံမြင်တစ်ပုဒ်ကိုပြောပြမှာကလေးများအကြားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဆုံးပြောပြခြင်းခံရမယ့်ပုံမြင်တစ်ပုဒ်က direct object ဖြစ်သွားပြီးတော့ဒုတိယပြောပြခြင်းခံရမယ့်ကလေးများတော့ indirect object ဖြစ်သွားပါတယ်ဒေါ်များသည်ရုံများကိုကစွန်းရများကျွေးသည်ဒေါ်များကကစွန်းရများကိုပထမဆုံးကင်မှရုံများကိုကျွေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဆုံးကင်ခြင်းခံလိုက်ရမယ့်ကစွန်းရများက direct object ဖြစ်သွားပြီးတော့ဒုတိယကျွေးခြင်းခံလိုက်ရမယ့်ရုံများတော့ indirect object ဖြစ်သွားပါတယ်